အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထိုင်းနိုင်ငံမှာလူတွေအပြောများနေတဲ့ရုရှားကမောင်နှမ2ယောက်ပေါ့နော်အသက်ခံလိုက်ရတဲ့အမှုနဲ့ပတ်သက်ပြီးတော့ပြောသွားမှာပါအဲ့တော့ဖြစ်သွားတာကတော့သူတို့ပတ္တရားမှာပေါ့နော်ပတ္တရားရဲ့အခုလိုမျိုးနော်လူပြောများနေတဲ့အမှုတွေထဲမှာတော့အခုရက်ပိုင်းမှာဒီအမှုကနာမည်အကြီးဆုံးပေါ့ပတ္တရားရဲ့ဒီတာယာလှပတဲ့ကမ်းခြေတွေရဲ့နောက်ွယ်မှာသွေးအေးနဲ့ကျူးလွန်ခဲ့တဲ့လူစိမ့်မရှိတဲ့ပေါ့နော်ဝင်းဆက်လူသက်မှုကြီးတစ်ခုခုလိုမျိုးပုံကွယ်နေလိမ့်မယ်လို့ဘသူကထင်မလဲပေါ့ဆိုင်ငယ်တစည်းကိုလူယူဖို့စ조사ရာကနေနောက်ဆုံးမှာမိသားစုတစ်ခုအပါအဝင်အပြစ်မဲ့လူ9ယောက်စလုံးရဲ့အသက်ကိုရဲဆက်ဆက်နှုတ်ယူထားတဲ့အထိဒီဖြစ်စဉ်ကထိုင်းနိုင်ငံတနိုင်ငံလုံးမှာဒီအပိုင်းနာမည်ကြီးဆုံးအမှုတစ်ခုဖြစ်နေပါတယ်ဇူလိုင်လ26ရက်နေ့အသက်22နှစ်အရွယ်ဒိုင်ယာနာနဲ့18နှစ်အရွယ်ရိုမန်ဆိုတဲ့ရုရှားမောင်နှမ2ဦးကပတ္တရားမှာဆိုင်ကယ်တစ်စီးနဲ့ရုံးစားဆိုသလိုပျောက်သွားခဲ့ပါတယ်အဲ့တော့ပျောက်သွားခြင်းမှာပဲမိခင်ဖြစ်သူကအပူတပြင်းနဲ့အကူအညီတောင်းမှုကြောင့်ထိုင်းရဲတပ်ဖွဲ့တွေကမြေလံရှာဖွေခဲ့ရတဲ့အခြေအနေမျိုးပါအဲ့တော့9ရက်အကြာမှာဒီဇူလိုင်31ရက်နေ့မှာတော့ CCTV မှတ်တမ်းတွေအရအဓိကတန်တရားရှိတဲ့သူဖုံးနဲ့ဒီတောင်ဆိုတဲ့ပြစ်မှုမှတ်တမ်းဟောင်းရှိတဲ့သူလူဆိုး2ဦးကိုတရုတ်နှင်းသီးစိုက်ခင်းထဲမှာပဲဖမ်းဆီးရရှိခဲ့ပါတယ်သူတို့ပြောတဲ့စကားတွေကြနော်သူတို့ပြောတဲ့ထွက်ဆိုချက်တွေကနားထောင်တဲ့သူတိုင်းကိုသွေးပြက်စေလောက်တဲ့အထိပါပဲသူတို့ကရဲအရာရှိအယောင်ဆောင်ပြီးတော့လမ်းမှာတိုင်ငယ်စီးနှင်းလာတဲ့မောင်နှမ2ယောက်ပေါ့နော်ခုနကပြောတဲ့ရုရှားမောင်နှမ2ဦးရဲ့တိုင်ငယ်ကိုတားဆီးခဲ့တာပါမောင်ဖြစ်သူရိုမန်ကခုခံတဲ့အတွက်ကြောင့်တနက်နဲ့ချက်ပေါင်းများစွာပြစ်တက်ခဲ့ပြီးတော့အမဖြစ်သူဒိုင်ယာနာကိုတော့ရဲဆက်ဆက်ထိုးကျိတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်သူတို့ရဲ့အဓိကတားရတဲ့အကြောင်းရင်းကတော့ဆိုင်ငယ်ကိုလိုချင်တာဆိုပြီးတော့ထွက်ဆိုထားတာဖြစ်ပါတယ်။တော့ရဲတပ်ဖွဲ့ကအဓိကတရားခံပေါင်နဲ့တောင်ကိုဗန်လမုံမြို့နယ်စက်မတ်တောင်ပေါ်ကအလောင်းမြုပ်ထားတဲ့နေရာကိုခေါ်ဆောင်သွားပြီးတော့တူးဖော်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲပိုပြီးကြောက်စရာကောင်းတဲ့နောက်ထပ်အမှုတစ်ခုပေါ်ပေါက်လာပါတယ်။နော်ဒါကလည်းတရားခံတွေကိုယ်တိုင်ဝန်ခံခဲ့တာပါ။အဓိကတရားခံပေါင်ကသူတို့ကဒီပြီးခဲ့တဲ့လပိုင်းမှာပဲဒီတောင်ပေါ်မှာနောက်ထပ်မိသားစုတစုလုံးကိုတက်ပြီးတော့မြေမြုပ်ခဲ့သေးတယ်ဆိုပြီးတော့ထပ်ပြီးတော့ဝန်ခံခဲ့တာပါ။ပေါင်ရဲ့ဝန်ခံချက်အရသူတို့ကပက်ကက်ကားတစ်စီးကိုဓမြတိုက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အစင်မပြေဘဲနဲ့ကားပေါ်မှာပါလာတဲ့မိခင်ဖခင်နဲ့ကလေးငယ်စုစုပေါင်း3ယောက်စလုံးကိုတတ်မိသွားတဲ့အမှုရှိခဲ့ဘူးပါတယ်။အဲ့တော့အဲ့ဒီတောင်ပေါ်မှာပဲပေါ့နော်။ရုရှားမောင်နှမ2ယောက်စလုံးရောနောက်ထပ်မိသားစု3ယောက်ကိုလည်းမြုပ်ခဲ့တယ်ဆိုပြီးတော့ကိုပြောခဲ့တာပါအဲ့တော့သူတို့ကဒီမိသားစုဝင်3ယောက်စလုံးရဲ့အလောင်းတွေကိုလည်းရုရှားမောင်နှမ2ဦးကိုမြုပ်ဖို့ရည်ရွယ်ထားတဲ့တောင်ပေါ်မှာပဲမြုပ်ခဲ့တယ်ဆိုပြီးတော့သွေးအေးနဲ့ဝန်ခံခဲ့ပါတယ်ခုချိန်မှာတော့ထိုင်းရဲတပ်ဖွဲ့ကတရားခံပေါင်နဲ့တောင်ကိုသူတို့2ယောက်လက်ညှိုးထိုးပြတဲ့အတိုင်းတောင်ပေါ်မှာမြေရောက်ထဲကရုပ်အလောင်းတွေကိုတူးဆွနေတဲ့အချိန်မှာအသက်ခံရတဲ့မိသားစု3ယောက်ကဘသူတွေလဲဘာလူမျိုးတွေလဲဆိုတာလဲမသိရသေးပါဘူးဘယ်တော့တောင်မှရက်ဆက်တဲ့စိတ်သက်ရှိမလဲဆိုတော့အပြစ်မဲ့တဲ့ကလေးငယ်တဦးပါပါတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ကလေးငယ်တဦးပါဝင်မိသားစုတစုလုံးကိုဘာကြောင့်ဒီလောက်ထိတော့မှရက်ဆက်ဆက်တက်ဖြတ်ပြီးတော့မှမြုပ်နှံထားခဲ့ရတယ်လဲပေါ့ဒါကတော့သွေးပြက်ဖွယ်နော်ဝင်းဆက်လူသက်မှုကြီးရဲ့နောက်ဆုံးရအခြေအနေပါအဲ့တော့ဒီထက်ပိုပြီးတော့မှထူးခြားဖြစ်စဉ်တွေလည်းထပ်ပြီးတော့ပေါ်လာနိုင်ပါသေးတယ်เนาะထပ်ပြီးတော့ပေါ်လာတဲ့ခါမှာလည်းကျွန်တော်တင်ဆက်ပေးပါအောင်အဲ့တော့ဆက်ပြီးတော့ကျွန်တော်မြင်ပြောရရင်ဒီအမှုမှာအဆိုးဆုံးကတော့တရားခံကရဲအရာရှိဟန်ဆောင်တယ်เนาะဟန်ဆောင်ပြီးတော့မှဆိုင်ကယ်ကိုတားဆီးခဲ့တယ်နိုင်ငံသားတွေနဲ့ခီးသွားတဲ့အနေနဲ့အစိမ့်သက်သက်နေမြေမှာရဲဝတ်စုံနဲ့လူတယောက်ကတားမယ်ဆိုရင်เนาะတောက်လို့ပဲဖြစ်ဖြစ်စီကံလိုက်နာခြင်းလို့ပဲဖြစ်ဖြစ်ရက်ပေးကြမှာပါပဲเนาะဟိုတူတူကိုကျွန်တော်ဆိုလဲရက်ပေးမှာပါပဲเนาะဒါကတော့သဘာဝပဲပေါ့အဲ့တော့ဥပဒေစမိုးရေးအဖွဲ့အစည်းတွေအပေါ်မှာလူတွေရဲ့ယုံကြည်မှုတွေများစွာရှိတယ်เนาะအခုလိုမျိုးထိုင်းရဲတပ်ဖွဲ့တွေပေါ်မှာလူတွေရဲ့ယုံကြည်မှုတွေရှိတဲ့အခါကျတော့အဲ့ဒီယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးတော့ဒုစရိုက်မှုတွေကျူးလွန်သွားတာကတကယ်ကိုဆိုးရွားပါတယ်เนาะတကယ်ကိုလည်းယွန်းစရာကောင်းပြီးတော့ဘလို့မှခွင့်မလွတ်နိုင်တဲ့ကိစ္စပေါ့เนาะသူတို့စင်ကြေပေးတာကတော့ဆိုင်ကယ်လိုချင်တယ်ဆိုတော့စင်ကြေပါပဲเนาะဆိုင်ကယ်လိုချင်တယ်ဆိုပေမဲ့ဘာကြောင့်ဒီလောက်ထိလူတက်တဲ့အထိဖြစ်သွားသလဲပေါ့เนาะသူတို့ကဒီတရားခံဖြေတဲ့ထဲမှာလည်းခုခံတဲ့အတွက်ကြောင့်တက်လိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နောက်ပြီးတော့ရဲတပ်ဖွဲ့ဝင်တွေမေးပါသေးတယ်အဲ့ဒါကဒီ
တည်ဆုံးသွားတဲ့အမဖြစ်သူနော်22နှစ်အရွယ်ဒိုင်ယာနာကိုမရင်းချင်းမှုစ조사ခဲ့သေးသလားပေါ့နော်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့မောင်ကိုအရင်တက်ပြီးတော့မှကောင်မလေးကတည်ဆုံးတာပေါ့။ထားပြီးတော့အဲ့ဒီအနီးနားမှာရှိတဲ့မျက်မြင်သက်သေတွေလည်းရှိပါသေးတယ်။အဲ့ဒီမျက်မြင်သက်သေတွေကိုဖြူတဲ့အခါမှာလည်းမျက်မြင်သက်သေတဦးကဘယ်လိုပြောလဲဆိုတော့ညီမကိုမလုပ်ပါနဲ့ဆိုတဲ့အတန်တွေကြားတယ်နော်အကိုဒီလိုမျိုးမလုပ်ပါနဲ့ဆိုပြီးတော့ပြောတန်တွေကြားတယ်ပေါ့။ဒါပေမဲ့တရားခံရဲ့လက်ထဲမှာတနက်ကင်ဆောင်ထားတာကိုလည်းတွေ့တဲ့အတွက်ကြောင့်အဲ့ဒီသူကဘာမှဝင်ပြီးတော့မှမကူညီနိုင်ဘူးဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့သူတို့ကိုလည်းအဲ့ဒီအိမ်နီးနားချင်းကိုလည်းဒီအခုတရားခံပေါ့နော်ရဲဝတ်စုံဝတ်ပြီးတော့မှတက်ဖြတ်ခဲ့တဲ့သူကအရင်ကချင်းချောက်ခဲ့ဘူးတဲ့အတွက်ကြောင့်သူကိုယ်တိုင်လည်းကြောက်ပြီးတော့မကယ်နိုင်ခဲ့ဘူးဆိုတဲ့ပုံစံမျိုးဖြေဆိုထားတာလည်းတွေ့ရပါတယ်ဖြစ်စဉ်မှာဖြစ်တဲ့သူပေါ့နော်သူကဒီအမှုနှစ်ခုပဲရှိတာမဟုတ်ပါဘူးရှေ့မှာလည်းအမှုပေါင်းများစွာရှိတယ်နော်လိမ်မိုင်းဆိုင်ရာဒီကျူးလွန်မှုတွေရှိခဲ့တယ်နော်ရှေ့မှာပဲဒီလိုတနတ်နယ်ပဲပါနော်ဟိုလူတက်တာလည်းတနတ်နယ်ပဲအလွယ်လေးပဲတက်ခဲ့တဲ့အမှုတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းဒီ CCTV မှတ်တမ်းတွေအရဒီလိုမျိုးပြစ်မှုရှိတဲ့သူကိုရဲတပ်ဖွဲ့တွေကပြန်လိုက်တဲ့ခါမှာဒီလူတွေပဲဖြစ်နေခဲ့တာပါအဲ့တော့သူကတော့ဒီရုရှားမောင်နှမ2ယောက်ကိုမြုပ်ထားတဲ့နေရာမှာထပ်ပြီးတော့ပေါ်မှာတိလို့သူကြိုပြီးတော့မှဝန်ခံတာလည်းဖြစ်နိုင်တယ်တခြားသောနေရာတွေမှာလည်းသူတို့လှုပ်ထားတာလည်းကျွန်တော်ကတော့ရှိနိုင်သေးတယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ပြီးတော့အဲ့ဒီရဲ့မလန်းမကန်းမှာကဒီမိချောင်းကန်လည်းရှိတယ်ဆိုတော့ဒီအမှုမပေါ်ခင်နော်မြေမြုပ်ထားတယ်ဆိုတဲ့အကြောင်းအရာမှာမပေါ်ခင်မှာလူတော်တော်များများမှတ်ချက်ပေးနေတာတက်ပြီးတော့များမိချောင်းကိုအစာကျွေးခဲ့သလားဆိုတဲ့ပုံစံမျိုးတွေလည်းဖြေထားတာတွေ့ရပါတယ်အဲ့တော့အခုလိုမျိုးဒီထိုင်းနိုင်ငံမှာဖြစ်နေတာတွေကနော်အမှုတွေကတော်တော်လေးလဲကြောက်စရာကောင်းတယ်ဆန်းဆန်းပြားပြားတွေကြီးပဲဖြစ်နေတာပေါ့နော်အဲ့တော့မြန်မာနိုင်ငံသားတွေထိုင်းရောက်မှာရောက်နေမြန်မာနိုင်ငံသားတွေလည်းသတိထားကြပါဘောနော်။ဘာကြောင့်လဲဆိုတော့အခုလိုမျိုးတနက်တွေလည်းအလွယ်တကူကင်ဆောင်ထားတဲ့အနေအထားမျိုးတွေရှိနေပါတယ်။အဲ့တော့ပတရားဆိုတာကကဘာလက်ခီးသွားတွေပေါ့နော်။အခုဖြစ်တဲ့နေရာပတရားဆိုတာကဘာလက်ခီးသွားတွေအဓိကလာကြတဲ့နေရာဖြစ်တယ်ပြီးတော့ရုရှားနိုင်ငံသားတွေလည်းတော်တော်များတဲ့မြို့ပါ။အခုလိုမျိုးမောင်နှမ2ဦးကိုရဲရဲဆက်ဆက်အသက်ခံရတာနောက်ပြီးတော့ဒီနောက်ဆက်တွဲမှာထပ်ပေါ်လာတဲ့ပစ်ကက်ကားတစ်စီးလုံးကမိသားစု3ယောက်စလုံးကိုလမ်းမှာဓမြတိုက်ရင်းနဲ့တပ်ဖြတ်သွားတာမျိုးပေါ့နော်။မြေမြုပ်ထားတဲ့အခြေအနေမျိုးကထိုင်းနိုင်ငံမှာခီးသွားလာတဲ့သူတွေနော်နိုင်ငံသားတွေဒါမှမဟုတ်နေထိုင်တဲ့သူတွေရဲ့လုံခြုံရေးပိုင်းကိုတော့မှတတိထားရမယ်အနေထားမျိုးပါနော်တော်တော်လေးအကြီးအကျယ်မေးခွန်းထုတ်เสียဖြစ်လာပါတယ်ပစ်ကက်ကားအမှုမှာဆိုရင်အဖေနဲ့အမေတွေမကဘဲနဲ့ဘာမှမသိသေးတဲ့ကလေးကိုပါရရဆက်ဆက်တပ်ပစ်ခဲ့တာပါနော်သူ့အနေနဲ့ဆေးတွေဘာတွေများတော့တုံးထားသလားတော့မသိပါဘူးနော်တပ်တွေဖျောက်ချင်တဲ့စိတ်နော်တကယ်ကိုလူမဆန်တဲ့စိတ်နဲ့အပြစ်မဲ့တဲ့ကလေးတယောက်ရဲ့အသက်ကိုပါတပ်ပစ်လိုက်တာပေါ့နော်သူတို့မှလူစိတ်လုံးဝမရှိတော့ဘူးဆိုတာကိုလည်းပြနေတယ်ပြီးတော့ရှေ့မှာလည်းသူတို့တတ်ခဲ့တယ်အခုလည်းထပ်တတ်တယ်ဆိုတော့ဒါကပုံမှန်ဓမြတိုက်မှုတွေမဟုတ်တော့ဘဲနဲ့ရဲရဲဆက်ဆက်ဝင်းဆက်လူသက်သမားတွေရဲ့စိတ်သက်မျိုးလိုမျိုးဖြစ်နေပါပြီအဲ့တော့စိတ်သက်ပိုင်းဆိုင်ရာအရာမှာလည်းသူတို့အနေနဲ့ချုပ်ရင်းမှုတွေရှိနေမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ရဲတွေသာဒီလူတွေကိုနောက်ကျပြီးမှမိခဲ့မယ်ဆိုရင်နော်ဒီထက်နောက်ကျပြီးမှမိခဲ့မယ်ဆိုရင်နောက်ထပ်ဘယ်နှယောက်တောင်မှတားကောင်ဖြစ်အောင်မလဲဆိုတော့မသိဘူးပေါ့နော်အဲ့တော့အခုအနေထားမှာတော့သူတို့တတ်ထားတာဝန်ခံလိုက်တာက9ယောက်ရှိနေပါအဲ့တော့ဒီလူကိုတေတံပေးတင်သလားနော်တေတံမပေးတင်ဘူးလားဆိုတာကတော့ပြောစရာမလိုဘူးပေါ့နော်ကျွန်တော်အမြင်ပြောရမယ်ဆိုတော့ဒီလူတွေကတေတံကိုပေးရမယ်လူတွေဖြစ်တယ်နောက်ထပ်ထပ်ပြီးတော့မှလွတ်ရင်လည်းထပ်ပြီးတော့မှကျူးလွန်မဲ့ပုံစံတွေရှိနေသေးတယ်ပေါ့နော်အဲ့တော့ဗီဒီယိုကြည့်နေတဲ့သူအနေနဲ့တော့အခုကျူးလွန်တဲ့သူတွေကိုဘယ်လိုမျိုးဖြစ်စေခြင်းလဲနော်ဘယ်လိုကြောင့်တက်ဖြတ်ခဲ့လဲဆိုင်ကယ်တစ်စီးကြောင့်ပဲတက်ဖြတ်ခဲ့တာလားဆိုတာလေးကိုလည်းကျွန်တော်ရဲ့ဗီဒီယိုအောက်မှာမှန်းခဲ့ပေးပါအောင်နော်ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ထူးခြားသတင်းတွေနော်ထူးခြားမှုခင်းတွေကိုလည်းတင်ဆက်ပေးအောင်မှာမို့လို့ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ခဲ့ပေးပါအောင်